အားလုံးပဲမင်္ဂလာပါဂျပန်ပြည်တွင်အင်ဂျင်နီယာပိုင်းနဲ့ပတ်သက်တဲ့အလုပ်ကိုင်လုပ်ချင်တဲ့သူတွေအလုပ်ပြောင်းချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဗီဒီယိုကိုအစဆုံးကြည့်တင်တယ်လိုအပ်တဲ့အချက်လက်တွေကတော့ Work Visa ကင်ထားသူဖြစ်ရမယ်အင်ဂျင်နီယာကျောင်းဆင်းသူဖြစ်ရမယ်ဂျပန်စာအရေးချင်းကလည်းအနည်းဆုံး N3 လိုအပ်တယ်လက်မှတ်မရှိလည်းကိစ္စမရှိဘူး communication ကောင်းကောင်းပြောနိုင်တယ်ရေးနိုင်ဖတ်နိုင်တယ်ဆိုရင်အဆင်ပြေတယ်အလုပ်ကိုင်အမျိုးအစားကတော့ site ကြီးချက်ပိုင်းရယ် cut operator ဘိုင်းရယ်ကိုကျွန်တော်အဓိကမိတ်ဆက်ပြီးသွားမယ်အလုပ်လုပ်ရမယ့်နေရာကတော့ယိုကိုဟာမာနဲ့တိုကျိုကိုအဓိကထားပြီးကျွန်တော်မိတ်ဆက်ပြီးသွားမယ်ဟက်ခန်ခိုင်းရှာမှာအမြဲတမ်းဝန်ထမ်းအနေနဲ့အလုပ်လုပ်ရမယ်ကုမ္ပဏီရဲ့အားတာချက်တွေကတော့လစာဝင်ငွေကောင်းတယ်ပိတ်ရက်ရှည်တွေများတယ်အတွေ့အကြုံမရှိတဲ့သူတွေအတွက်ဆိုရင်လည်း14ရက်တာအင်ဂျင်နီယာပိုင်းနဲ့ပတ်သက်တဲ့ကန့်တွေကိုလည်းထားပြီးရယ်ကုမ္ပဏီမှာအင်ဂျင်နီယာပိုင်းနဲ့ပတ်သက်တဲ့တင်နန်းတွေကိုလည်းအချိန်အခါအားလျော်စွာတက်လို့ရတယ်။ကိုလုံးရမယ့်ကုမ္ပဏီကလည်းဂျပန်နိုင်ငံမှာအဓိကနာမည်ရှိပြီးသား main construction လုပ်ငန်းတွေမှာပဲအဓိကဝင်ရောက်လုပ်ကိုင်ရမယ်။ယိုကိုဟာမာတိုကျိုမှာနေထိုင်တဲ့သူတွေဆိုရင်တော့အပြင်မှာလည်းတွေ့ပြီးအသေးစိတ်မေးမြန်းလို့ရတယ်။ဒါမှမဟုတ်ဘူးနယ်မှာနေတဲ့လူတွေကတိုကျိုယိုကိုဟာမာကိုပြောင်းလာဖို့အစီအစဉ်ရှိတဲ့သူတွေဆိုရင်လည်းလာလျှောက်ထားလို့ရတယ်။ဂျပန်ပြည်တွင်အင်ဂျင်နီယာပိုင်းနဲ့ပတ်သက်ပြီးအလုပ်ကိုင်လုပ်ချင်တဲ့သူတွေလစာကောင်းကောင်းကုမ္ပဏီကောင်းကောင်းမှာအလုပ်ကိုင်လုပ်ချင်တဲ့သူတွေဆိုရင်တော့ကျွန်တော်ကိုလာရောက်ဆက်တွေ့မေးမြန်းလို့ရပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။